စီချွမ်ပစ်ကယ်ရီဟာဘာကြောင့်များအများနဲ့ကြွကြွချင်းမြင်နေပြီးလာပေါင်းများစွာကြာသည့်အထိမတိုးသွားရတာလဲဆိုတာကိုသင်တွေးကြည့်ဖို့ပါလားဒီအန်အော့စရာလွှဲဝှက်ချက်ကရိုးရှင်းတဲ့ရွှန့်စေးအိုးလေးတစ်ခုအပေါ်မှာလုံးဝမူတည်နေပါတယ်အချင်းကြာမြင့်စွာလက်ဆက်နေစေတဲ့အဓိကအသက်သွေးကြောရန်တရားကအိုးရဲ့အပေါ်ဘက်တဲ့မှာတည်ရှိနေတာဖြစ်ပါတယ်အိုးနှခမ်းပိုင်းရဲ့ပြင်ပပတ်လည်မှာနှဆိုင်နဲ့မြောင်းတစ်ခုရှိပြီးအိုးရဲ့အစွန်းနှစ်ဖက်ကိုတော့အပေါ်ဘက်သို့မြင့်တင်ထားပါတယ်ထမင်းပကလုံးမှောက်ထားသလိုပုံစံရှိတဲ့အဖုံးနဲ့တွဲဖက်လိုက်ရင်အဖုံးနဲ့အနားသက်ကလုံးဝကိုအံဝင်ခွင်ချက်ထသွားတာတွေ့ရပါမယ်ထို့နောက်မှာတော့အဆိုပါမြောင်းလေးထဲကိုရေအပြည့်ထည့်ရပါမယ်ဒီလိုပြုတ်လောက်ထားတဲ့ရေခွင်းလေးဟာကျုံးတစ်ခုလိုလှုပ်ဆောင်ပေးပြီးပြင်ပလေးတွေကိုအိုးရမိုးပင်အောင်လုံးဝပိတ်ဆို့ပေးပါတယ်ဒါဟာပြီးပြည့်စုံတဲ့လေလုံခန်းကိုယူပပေးတာနီးအထင်ဖန်တီးပေးတာပါအိုးကိုစတင်ပိတ်လိုက်ချိန်မှာကြန့်ရှိနေတဲ့အောက်ဆီဂျင်တွေကိုဘက်တီးရီးယားတွေကဖြည်းဖြည်းချင်းစုပ်ယူသုံးဆွဲလိုက်ပါတယ်အချိန်တို့အတိုင်းအိုးတစ်ခုလုံးဟာအောက်ဆီဂျင်လုံးဝကင်းစင်သွားတဲ့အခြေအနေကိုရောက်ရှိသွားပါတယ်ဒီလိုအောက်ဆီဂျင်ကင်းစင်တဲ့နေရာမှာချင်းဖက်တီယန်အလွန်အရေးပါတဲ့ lactic acid ဘက်တီးရီးယားတွေကောင်းစွာရှင်းသတ်နိုင်ပါတယ်ဒါဟာဟင်းသီးဟင်းရွက်တွေကိုကျွဲရွက်စေရုံမကအန်ဒီရရှိတဲ့ဘက်တီးရီးယားတွေပေါက်ဖွားမှုကိုပါတားဆီးပေးပါတယ်ဒါကြောင့်ဒီပီကယ်တွေကိုမတိုးပဲအချင်းကြာရှည်သိမ်းဆည်းနိုင်တာပါဆက်အရပိုင်းတစ်ခုမှမပါဝင်ပဲအကောင်းဆုံးလေထိန်ချုပ်မှုကိုရရှိစေတဲ့ရှေးဟောင်းပညာရပ်ပါစိတ်ဝင်စားစရာအစားအစာသိပ္ပံကိုမျှဝေရင်းနောက်ထပ်ဗီဒီယိုတွေအတွက် follow လုပ်ထားပေးပါဦး